ဒိုင်နိုဆောသွားပါလား ပါလာတော့ခိုးခံမှာကြောက်လို့ ချစ်သူနဲ့တခါဒိတ်ရင်ဘယ်လောက်ကုန်လဲ ကျွန်တော်က US မှာနေတာဆိုတော့ခါတိတ်ဒေါ်လာ300ဗျာ ဟော ကျန်းဆုံးကတော့3000 4000တာတိကျဘူးလေ ရမဘက်ကတော့အဲ့လိုအများကြီးဆိုင်ရမရှိပါဘူးသူကလည်းအကုန်ခံတာဗျာ ဟုတ်လားကိုကစိုက်ပေးရတဲ့ခါကျရင်ရောဘယ်လောက်ကုန်လဲ တောင်းဝင်တဲ့လောက်ပါ 8000ကျော်အဲ့လောက်ပါပဲ အဲ့တုန်းကဘယ်ရီသွားပြီးတော့ဘာရီလောက်တာလဲ မုတ်ပတ်စားရယ် ဟုတ်တယ်ပတ်စားရယ် ငယ်ပတ်စီရယ် တေချာတော့ဒီမှာမဟုတ်ဘူး မ ပေါ့ ဟုတ်မလေးမှာကော်ဖီဆိုင်ဆို9000လောက်ကစမယ်ဘီယာဆိုရင်3သိန်းအပြီးတော့ဆက်ဆက်မှာလားမစီကီရှင်းတွေပဲသွားမယ်ဆိုတော့ပိုကုန်မှာပေါ့နော်အဲ့လို သူ့နဲ့တစ်ခါတင်အများဆုံးတော့3သိန်းခွဲ2သိန်းပေါ့အနည်းဆုံးတော့9000လောက်ပေါ့ အများဆုံးက2သိန်းလောက်သုံးမှုပါဘူး ဒါပေါ့တော့2သိန်းအများဆုံးသုံးမှုတာပေါ့နော် တသိန်း2သိန်းလောက်ပေါ့ ဟောအဲ့တုန်းကဘယ်ရီသွားပြီးတော့ဘာရီလောက်တာလဲပြောပြပါဦး တိုင်းနေရာရများတော့အဲ့လိုပဲနေရာစုံတော့ရောက်ဖြစ်တယ်ရှင် ချစ်သူနဲ့တခါဒိတ်ရင်ဘယ်လောက်ကုန်လဲ 3သိန်းကျော်2သိန်းအဲ့လောက်ပါပဲ အဲ့တုန်းကဘယ်ရီသွားပြီးဘာရီလောက်တာလဲပြောပြပါဦး ဟာရုပ်ရှင်ကြီးရယ်မုန်းစားရယ် အဲ ဖောက်ဖောက်ရပါသားစားရဆိုတော့3-4တောင်းတော့ကုန်ပါပဲဒီ ဟုတ်လား အဲ့တော့သားစားရယ်ပို့လို့ရှိရင်ပစ္စည်းဝယ်ပါညာပေါ့အဲ့ဒါပါပဲ အနည်းဆုံးတော့3သိန်းလောက်တော့ကုန်ပါပေါ့ အများဆုံးကဘယ်လောက်ကုန်မှုလဲ 10သိန်းလောက်ပါ This bitch a white chick, she want my dick, she made my ding ding down.